ဒါကဗိုက်တာမင်C ပါတယ်ဗိုက်တာမင်C နဲ့ဂလူတာနဲ့ပါတဲ့ရေပေါ့နော်ဒါကဒီ top မှာရောင်းတယ် top ဒါကြတော့ဗိုက်တာမင် B complex တွေပါတယ်ရေပါ B complex 12 B5 B1 B7 ပေါ့နော်ဒီသူတို့နိုင်ငံမှာကဒီလိုမျိုး water တွေရောင်းတယ် water ရေတွေရောင်းတယ်ဒါ18ဘတ်ထင်တယ်18ဘတ်ဒါ25ဘတ်ဂလူတာပါတာ25ဘတ်ပေါ့နော်အဲ့ဒါလေးတွေရှိပါတယ်ဒီမှာဆိုလို့ရှိရင်ဗိုက်တာမင်ဒီရေဆိုလို့ရှိရင်ဗိုက်တာမင် B1 ရယ်ဗိုက်တာမင် C ရယ် zinc ပါတာပေါ့နော် D ရယ် magnesium မစိုးပါဘူးမိုက်တယ်ရောရေလေးတွေကဒါ22ဘတ်မိုက်တယ်ဒါဆိုလို့ရှိရင်တော့ဒါဗိုက်တာမင် C ပါတယ်1000တော့ပါတယ်ပေါ့နော်ဗိုက်တာမင် C တည်တဲ့1000ပါတယ်ဒါကဂလူတာနဲ့တွဲထားတာဒါဂလူတာပါမယ်ဒါတော့ဗိုက်တာမင် C only ဒါတော့ဗိုက်တာမင် B complex ပါတယ် water ဒါကြတော့ဟာလည်းဆက်ခဏပါဒါကြတော့လေဗိုက်တာမင် C ပါမယ်ဗိုက်တာ D ပေါ့နော်ဒီသူ့ရဲ့နာမည်ကဗိုက်တာ D တွေပါဒါဗိုက်တာမင်တွေထည့်ထားတယ်ပေါ့နော်အဲ့ဒီရေတွေထဲမှာဆိုလို့ရှိရင်အဲ့လိုမျိုးလေးတွေပါပါတယ်ဒါဆိုရင်သူက peach ပေါ့နော် peach flavor နဲ့ဗိုက်တာမင် B3 B6 B12 ပါပါတယ်ဒီဟာလေးတစ်ပူယူသွားမယ်ဒါမာတီဗိုက်တာမင်ပါတော့ဒီတစ်ပူထည့်မယ်ပြီးရင်ဂလူတာပါလာလဲတောက်ကြည့်မယ်ဂလူတာပါလာလဲတောက်ကြည့်မယ်ဂလူတာအမှုတ်ထုတ်တွေလည်းရှိသေးတယ်အဲ့ဒီအရာတွေကဘယ်နှရှာမလဲမသိဘူးအားလေးတွေတောက်ကြည့်မယ်ဒါကတော့ဗိုက်တာမင် C နဲ့ဗိုက်တာမင် D ပါတာဒါ B1 ရဲ့ C ရဲ့ D ရဲ့ဒါလည်းတပူတောက်ကြည့်မယ်ဒါလေးတွေကတော့ bind to get 1ဆိုတော့နှစ်ပူးပဲရင်တပူးရမှာဒါလေးတွေလည်းဆိုတော့ဟိုကလီမွန်တီလိုမျိုးပေါ့နော်မြန်မာမှာဆိုလို့ရှိရင်ဟိုနဲ့တူပဲ0ဟိုလိုမျိုးလီမွန်တီလေဒီလိုဒါတွေကဒီပုံစံလေးဒါတွေကဟိုမှာရှိတယ်ငါပြည်မှာရှိတဲ့ဟာမျိုးတွေဒါလေးဆိုလို့ရှိရင်လည်းမစိုးဘူးလီမွန်ဒါလေးဝယ်ကြည့်ပါဒါ green tea ထက်စားရင် lemon tea ပိုကြိုက်တယ်ဒါပါလေဆိုတော့ကနှစ်ပူယူတပူ free goodအဲ့ဒီက ice cream တွေပါအရင်ကြိုက်တဲ့ ice cream တွေအများကြီးပဲ ice cream ကတော့တစ်ချက်ကြည့်အောင်ပဲကြည့်သွားမယ်မျက်စိကိုပဲပေးကြည့်လိုက်တော့မယ်အရင်ကြိုက်တဲ့ဘူးကြီးတွေအများကြီးပဲမွေစားသေးဘူးဆရာဆူမန်ဆိုလို့ပါမိုက်တယ်ဒီမှာအုံစိန်နူးနဲ့တင်တယ်လောက်ထားတာရမယ်ဒီမှာကြည့်အောင် Oh my god နန်းကြိုက်တယ်နေနိုင်တော့ဒီမှာ99ဘတ်တဲ့ Oh my god ဒီတောင်းတော့ USD မယ်ချစ်ရလေးတော်ပြီရေကမကတော့မစားပါတော့ဘူးဒါကတော့အိမ်ကမမီအတွက်ပါဒါတော့စီရဒီဟာမတောက်ပါဘူးဒီကိုမမီရကြိုက်တော့ဒါကိုပဲပြတောက်မှာပါ80ဘတ်အရှိကဒီဆိုင်မှာဈေးလိုက်ရောင်းနေတယ်ဆက်ပါငါကတော့လှည့်လာပြီးတော့ဈေးရောင်းတော့မယ်သူကဈေးဝယ်အောင်တဲ့ဒီမှာသူကလာသူဒီဆိုင်ထဲမှာပတ်ပြီးရောင်းနေတာဒါလေးကဘာလေးရယ်လဲထုတ်ရတာသူမဝယ်တော့ထုတ်သွားပြီငါမဝယ်ဘူး
ထွက်သွားပြီသူဘာပြောသွားလဲမသိဘူးဟုတ်ဦးမိုးတစ်ခုထွက်နေရမှာကြီးပဲတော့ဘာလို့ရှေ့ဒါအောင်ကြောတယ်အဲ့ဒါနဲ့ကိုပဲခရကာကြီးပဲ